အားလုံးမင်္ဂလာပါကျွန်တော်ထက်နေကြည့်ပါကျွန်တော်ဒီမိုးတန်စင်အစိုးပြန်ဝင်မှာပေါ့နော်ကျွန်တော်ထိုင်တယောက်အနေနဲ့ပုံဝင်ရတဲ့အတွက်ကျေးဇူးတင်ပါတယ်ကျွန်တော်ဒီပြီးခဲ့တဲ့ audition ကနေကျွန်တော် level 3ခုနဲ့ကျွန်တော်semi final GX week ပေါ့နော်အဲ့ဒီမှာပြန်ခဲ့ကြတဲ့သူတွေအကုန်လုံးကောင်းကြပါတယ်ပြန်ခဲ့တဲ့သူတွေလည်းကောင်းပါတယ်ပေါ့နော်ဒါပေမဲ့ကျွန်တော်တို့မတေးမီလေးနဲ့ခြံခဲ့တယ်လို့ပဲပြောပါတယ်အခု final တက်သွားကြတဲ့အဖွဲ့တွေလည်းရှေ့ရထပ်ပို့ပြီးတော့ကောင်းမှုနဲ့တည်ဆုံမှုတွေနဲ့ကြုံဆုံးမယ်လို့လည်းကျွန်တော်မျှော်လင့်ပါတယ်အဲ့တော့ကျွန်တော်တို့ final ကနေကျွန်တော်စောင့်နေပါပြီကျေးဇူးတင်ပါတယ်ဗျမင်္ဂလာပါကျွန်တော်တို့မိုးတန်စင်ဆိုပျော်ရွှင်တချင်းဆိုပြန်ပွဲမှာပေါ့လေကျွန်တော်တို့semi final ကနေပြီးတော့ဒီ final အထိအောင်တက်ရောက်လာတဲ့အဆိုရှင်ညီလေးတွေညီမလေးတွေအတွက်ကျွန်တော်တို့ admin အဖွဲ့နဲ့ကျွန်တော်တို့အကဲဖြတ်တိုင်ဖွဲ့ရနေပြီးတော့မြန်မာတန်စင်တချင်းလေးတွေပြန်ပွဲဝင်ဖို့သတ်မှတ်ပေးထားတာရှိပါတယ်ဘယ်လိုပဲဖြစ်ဖြစ်ဒီပြန်ပွဲကိုတက်ရောက်လာကြတဲ့ညီလေးညီမလေးတွေရဲ့ဒါအဆိုပညာနဲ့ပတ်သက်တဲ့အရေးချင်းရတယ်ကျွန်တော်တို့ဒီပြန်ပွဲကိုတက်လာပြီဆိုတော့အထူးပြောရမှာမလိုပါဘူးအားလုံးဟာတော်ကြလို့ကောင်းကြလို့တက်လာကြတာဖြစ်ပါတယ်သို့တော်လည်းပဲပေါ့နော်ကျွန်တော်တို့ပြန်ပွဲဖြစ်တဲ့အတွက်ကြောင့်ပြန်ပွဲစည်းကမ်းနဲ့အညီကျွန်တော်တို့ကအမှတ်ပေးအကဲဖြတ်မှာဖြစ်တဲ့အတွက်ညီလေးညီမလေးတွေအနေနဲ့ကကိုယ့်ဘက်ကနေပြီးတော့အတက်နိုင်ဆုံးပြည့်ပြည့်စုံစုံလေးဖြစ်အောင် perfect ဖြစ်အောင်ဒီဆိုပြန်ပွဲဝင်ပြီးဖို့ကျွန်တော်အနေနဲ့မြေတားရက်ခံနေပါတယ်ကျွန်တော်ကဒီပွဲလေးမှာတော့ကျွန်တော်ညီလေးအာယူဟန်နေပြီးတော့မြန်မာတန်တင်နဲ့ပတ်သက်ပြီးတော့အကဲဖြတ်တိုင်းဖြစ်ကိုကြီးရဲ့ကိုကြီးပေးပါဆိုလို့ကျွန်တော်ကကိုကြီးပြီးတော့အကဲဖြတ်ပေးမှာဖြစ်ပါတယ်အဲ့တော့ဒီပြန်ပွဲကိုဝင်ရောက်လာတဲ့ညီလေးညီမလေးတွေအကောင်းဆုံးဒီဆိုပြနိုင်လို့ကျွန်တော်အနေနဲ့ပြောလဲပါတယ်ကျွန်တော်လည်းအတက်နိုင်လို့ကြိုးစားပြီးတော့ရတဲ့ရတိုက်တဲ့ဒီကိုထိုက်တိုင်တိုင်ဟန်ကျွန်တော်အနေနဲ့အကဲဖြတ်ပြီးတော့ပေးတော်မှာဖြစ်ပါတယ်အားလုံးထိုက်တိုင်တဲ့ဆုတွေကိုစီကရဖို့အတွက်ကြိုးစားကြဖို့ကျွန်တော်အနေနဲ့တိုက်တွန်းနေပါတယ်ကျေးဇူးတင်ပါတယ်